ဈေးဝယ်တဲ့အချိန်မှာတည်တဲ့စကားလုံးလေးတွေလိုအပ်တဲ့စကားလုံးလေးတွေပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဟာဘလောက်လဲอันนี้เท่าไหร่อันนี้เท่าไหร่อันนี้ဒီဟာเท่าไหร่ဘလောက်လဲอันนี้เท่าไหร่ဒီဟာဘလောက်လဲဒီဟာတစ်ခုဘလောက်လဲอันนี้อันละเท่าไหร่อันนี้อันละเท่าไหร่อันละဆိုတာတစ်ခုပြောတာอันละเท่าไหร่ဘလောက်လဲอันนี้อันละเท่าไหร่ဒီဟာတစ်ခုဘလောက်လဲဒီဟာတစ်ကီလိုဘလောက်လဲอันนี้กิโลเท่าไหร่อันนี้กิโลเท่าไหร่อันนี้ဒီဟာกิโลเท่าไหร่ဘလောက်လဲอันนี้กิโลเท่าไหร่ဒီဟာတအိတ်ဘလောက်လဲอันนี้ถุงเท่าไหร่อันนี้ဒီဟာถุงเอกเท่าไหร่ဘလောက်လဲอันนี้ถุงเท่าไหร่ဒီဟာတစည်းဘလောက်လဲอันนี้มัดเท่าไหร่อันนี้มัดเท่าไหร่อันนี้ဒီဟာมัดစီเท่าไหร่ဘလောက်လဲอันนี้มัดเท่าไหร่ဒီဟာတစုံဘလောက်လဲတစုံဆိုတဲ့နေရာမှာအင်ကြီးလည်းပြောလို့ရတယ်ဒါမှမဟုတ်ပစ္စည်းအစုံကိုတစုံတစ်စည်းတည်းကိုပြောလို့ရတယ်อันนี้ชุดเท่าไหร่อันนี้ชุดเท่าไหร่อันนี้ဒီဟာชุดအစုံเท่าไหร่ဘလောက်လဲอันนี้ชุดเท่าไหร่ဒီဟာတပူးဘလောက်လဲอันนี้กล่องเท่าไหร่อันนี้กล่องเท่าไหร่อันนี้ဒီဟာกล่องဘူးเท่าไหร่ဘလောက်လဲอันนี้กล่องเท่าไหร่ဒီဟာတပလင်းဘလောက်လဲอันนี้ขวดเท่าไหร่อันนี้ขวดเท่าไหร่อันนี้ဒီဟာขวดပလင်းเท่าไหร่ဘလောက်လဲอันนี้ขวดเท่าไหร่ขวดဆိုတဲ့နေရာမှာပလင်းပဲမဟုတ်ပါဘူးရေဘူးတွေဆိုလို့ရှိရင်လည်းขวดလို့ခေါ်ပါတယ်ဒီဟာတစ်လုံးဘလောက်လဲอันนี้ลูกเท่าไหร่อันนี้ลูกเท่าไหร่อันนี้ဒီဟာลูกလုံးเท่าไหร่ဘလောက်လဲอันนี้ลูกเท่าไหร่ဒီဟာတကက်ဘလောက်လဲအေးကက်ဖာတွေနေပစ္စည်းကက်လိုက်ဆိုရင်อันนี้แพ็คเท่าไหร่อันนี้แพ็คเท่าไหร่อันนี้ဒီဟာแพ็คကက်လိုက်เท่าไหร่ဘလောက်လဲอันนี้แพ็คเท่าไหร่ကျဥကတ်တွေပါလေကြာရင်เนาะแพงလို့ခေါ်ပါတယ်ကျဥကတ်ကိုတကက်ဆိုရင်1แผง2ကက်2แผงကျဥကတ်ကိုကြတော့แผงကျဥတကက်ဘလောက်လဲไข่แพงเท่าไหร่ไข่แพงเท่าไหร่ကျဥတကက်ဘလောက်လဲဒါကတော့ပစ္စည်းဝယ်တဲ့အချိန်မှာတည်တဲ့စကားလုံးလေးတွေဖြစ်ပါတယ်ကိုပစ္စည်းဝယ်မဲ့နေရာမှာအသုံးချပြီးတော့ပြောဆိုလို့ရပါတယ်ဒီဗီဒီယိုလေးကဒီတဲ့အကျိုးရှိအောင်အတန်လိုက်ထွက်ပါလိုက်ပြောပါပြီးလိုအပ်တဲ့နေရာမှာလည်းအသုံးချပါနော်